ဒါကတော့ Agric Garden Resort မှာရှိတဲ့ seafood ဘန်းကြီးပဲဖြစ်ပါတယ်ရှင်ဒီချောင်းသားကိုရောက်ပြီးတော့ပေါ့နော်ပင်လယ်လေးလေးကိုတဝါးရှူရှိုက်ပြီးတော့ seafood လေးစားကျင်တယ်ဆိုလို့ရှိရင်တော့အခုလိုမျိုးလေးမှာလို့ရပါတယ်ရှင်ဒီဘန်းထဲမှာဘာတွေပါလဲဆိုလို့ရှိရင်တော့ဒါကနန်းပေါ့နော်ဒါကပြည်ကြီးငါးခင်နောက်ပြီးတော့ဒီဥစ္စာကြတော့ဂုံနောက်ပြီးတော့ငါးခင်ပါမယ်နောက်ဒီမှာပဇွန်ခင်အကစ်ကြီးပါမယ်ပြီးတော့ဒီအားကျတော့ seafood နဲ့စားမယ် sauce လေးပါရှင်ဒါလေးကကျတော့ဒီအသီးအနှံလေးတွေနဲ့တို့စားဖို့အတွက်ကိုငပိတောင်းဆက်ဆက်ကလေးပါရှင်ဒီ seafood ဘန်းလေးရဲ့အရသာကြတော့ကျမကြီးကိုထိခိုက်မှလုံးဝမပူရပါဘူးရှင်တဘာဝလေးအတိုင်းပဲกินထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လက်လက်ဆက်ဆက်နဲ့အရင်စားကောင်းပါတယ်ရှင်ကဲဒီဟာလေးစမ်းပြီးစားကြည့်မယ်မကြည့်ပစုံကောင်ဘယ်လောက်ကြည့်လဲဆိုတာအဲ့ဒီမှာကြည့်လိုက်တော့ခက်